ဒီအခန်းဟာအင်တာနက်ပေါ်ကအရာအများစုလုံးဝအတူအယောင်ဖြစ်နေရခြင်းရဲ့အကြောင်းရင်းပါပဲတင်ခုခိနေတာကစက်မှုလုံးကရန်ဆင့်ကလစ်နက်နေလုံးတိုင်းတစ်ခုရဲ့အတွင်းပိုင်းကိုပါဒါပေမဲ့ဒါတွေကတာမန်ကွန်ပျူတာဆာဗာတွေမဟုတ်ပါဘူးတကယ်တော့ဒါတွေကစမတ်ဖုန်းထောင်ပေါင်းများစွာကို motherboard အလွတ်ကျန်တဲ့အထိအခွန်ချွတ်ထားတာဖြစ်ပါတယ်တနည်း24နာရီတပတ်9ရက်လုံးအလုပ်လုပ်နေချိန်မှာအပူလွန်ကဲတာဒါမှမဟုတ်မီးလောင်တာတွေမထိအောင် operator တွေကဖုန်းမျက်စိရင်းတွေနဲ့ battery တွေကိုဖယ်ရှားထားကြပါတယ်အဲ့ဒီအခွန်ချွတ်ထားတဲ့ circuit board တွေကိုဘယင်နာ power cell တစ်ခုစီတိုင်းလက် wire ကျူးတွေ့ထွန်းပြီးတော့ local network တစ်ခုနဲ့ချိတ်ဆက်ထားပါတယ်အထူးပြုလုပ်ထားတဲ့ mirroring software ကိုအသုံးပြုပြီးလူတစ်ယောက်ထဲကနေ monitor တစ်ခုထဲကသစင်ဒီလိုသစိတ်ဖုန်းရာပေါင်းများစွာကိုထိန်းချုပ်နိုင်ပါတယ်ကွန်ပျူတာကအဲ့ဒီဖုန်းတွေကိုလူတွေရဲ့အပြုအမူအတိုင်းအတူခိုးပြီးဗီဒီယိုတွေကိုပွတ်ဆွဲကြည့်ရှုဖို့အမိန့်ပေးကအတူရောင် like တွေနဲ့ view တန်းမြောင်းများစွာကိုဖန်တီးယူပါတယ်ဒါဟာ influencer တွေကသူတို့ရဲ့နာမည်ကျော်ကြားမှုကိုဝယ်ယူတဲ့နည်းလမ်းဖြစ်ပြီး social media crazy trends တွေကိုလူလုံနည်းနဲ့ဘယ်လိုဖန်တီးယူကြလဲဆိုတာပဲဖြစ်ပါတယ်